ဒါအခုဒီလက်ရှိဖျားမှာဆိုရင်တခွန်တိုင်းပဲကြံနေခဲ့တယ်ပဲပြောရတော့မှာပေါ့နော်ဖျားတဆူနဲ့ကြံတဲ့ဒီထဲမှာရှိတဲ့ဖျားတွေပေါ့နော်ရှေးအောင်ဖျားတွေဆိုရင်တဆူမှမရှိတော့ဘူးပေါ့နော်ဒီမှာဆိုရင်1 2 3 4စုပေါ့နော်4စုဆင့်ထားတာပေါ့နော်4စုဖျားပဲကျွန်တော်နာမည်တက်လိုက်တော့မယ်ပေါ့နော်4စုဖျားပက်လဲတော့နော်အဲ့လိုမျိုးပေါ့အဲ့ဒါကိုတဆူမှကိုမရှိတော့တာပေါ့နော်ကျွန်တော်တို့ဒီတန်ဖိုးမရှိတဲ့ကော်နဲ့တွန်းလောင်းထားတဲ့ဇီဒီတော်များကြီးအသားနဲ့တွန်းလောင်းထားတဲ့ထူးလုပ်ထားတဲ့ဇီဒီတော်လေးတွေပဲရှိတော့တယ်ပေါ့နော်တဆူနှစ်ဆူရလေးတွေပေါ့ဒါလေးတွေပဲရှိတော့တယ်ပေါ့နော်ကျန်တာတွေကတော့ဒီမတမာသူရဲ့လက်ချက်အောက်မှာပါသွားကြပြီပေါ့နော်ပင့်ဆောင်သွားကြပြီပေါ့ခိုးယူသွားကြပြီပေါ့ပေါ်မှာဆိုလဲဒါဌာပနာထားတာပေါ့နော်ဒီမှာဆိုမရှိတော့ဘူးပေါ့နော်ဟိုမှာဆိုရင်ပလင်ဟိုပေါ့ဒီကျွန်တော်တို့ဒီဟိုပါပေါ့ထီးတော်ပေါ့နော်ထီးတော်ဆိုလဲကျွန်တော်တို့အစာဆုံးပြန်လို့ရတော့မှာပေါ့နော်အကုန်လုံးအစာဆုံးပေါ့ဟုတ်ပါခင်ဗျာအားလုံးမင်္ဂလာပါကဖျားနဲ့ပေါ့နော်မလန့်မကန်းမှာပေါ့နော်ဒီမှာတောကြတယ်ပေါ့နော်ရှေ့မှာကျွန်တော်တပည့်တွေသွားရင်းနဲ့နမ်းမျိုးရိုးတွေရောဖျားတွေရောတွေ့နေတယ်ပေါ့နော်ဒီမှာဆိုရင်ရှေးဟောင်းတူးမြောင်းတွေပေါ့နော်တူးမြောင်းတွေရှူမြောင်းတွေကြားထဲမှာပေါ့နော်ကျွန်တော်တို့ခက်ခဲကိုပဲကျွန်တော်တို့လိုက်ရှာပြီးတော့ပြန်လဲတူးဖို့ပြင်ဆင်တဲ့နေရာမှာဒီမှာထပ်ပြီးတော့ဟောပေါ့နော်ထပ်ပြီးတော့ရှေ့မှာပေါ့နော်ရှေ့မှာပေါ့ရှေ့မှာဆိုရင်ဒါဆိုရင်တခွန်းတိုင်းကျွန်တော်မြင်နေရပြီပေါ့နော်ဟိုမှာပါဖျားရောမျိုးရိုးရောပေါ့နော်ဒီမှာခြုံတော့တော်တော်လေးထူတတ်မယ်ဗျအန်တယ်လည်းများတယ်ပေါ့ဗျာအန်တယ်လည်းများတယ်လိမ့်ဆံပူမှလည်းကြောက်ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကကောင်းမှုကုသိုလ်လုပ်တဲ့လူတွေဖြစ်နေသည့်အတွက်ကြောင့်မို့လို့ကျွန်တော်တို့တော့နှကောင်းနှမျက်တွေကစောက်ရှောက်မယ်လို့ကျွန်တော်ယူဆပါတယ်ဒီမှာပေါ့နော်ဒီမှာဆိုရင်ဒါကျောင်းရဲ့ချန်ဟိုဖျားရဲ့ကျွန်တော်တို့ CEO ပေါ့နော် CEO လို့ခေါ်မှာပေါ့ဖျားရဲ့ချန် CEO ပေါ့နော်ဖနဘလူမောက်လဲဝင်းရထားကျွန်တော်ဟောဒီမှာဆိုရင်ကျွန်တော်တပည့်တွေလမ်းအောင်ဖောက်လိုက်ပြီပေါ့နော်ကျွန်တော်တို့ဝင်ပြီဗျာအန်တယ်လေးတော့နည်းနည်းများတယ်ဂီယူတော့စိုက်ရမယ်ဒီလေးတော့နည်းနည်းလေးအားလုံးထားပေးကြအောင်မမတော့လိုင်းကူကဟုတ်လားနေုံကငါစူးနေပြီချက်ကခဏစူးလာကြလေမစီးတော့ဘူးလေဖျားတယ်ဘယ်လိုခဏလေးဒီမှာတဆူထက်တွေ့တယ်ပေါ့နော်ဒီမှာတဆူထက်တွေ့တယ်ဆရာတော်တရားထိုင်နေခိုင်းဟုတ်ပြီဗျာဒီမှာလှိုင်းကူပါကိုတွေ့ပြီကျွန်မဆွရမ်းတော့မဝင်ကြသေးနဲ့ဟုတ်မဝင်နဲ့ဒါလှိုင်းကူပေါ့နော်ဒီကညောင်မြစ်ကွာဟဲ့ညောင်မြစ်ကိုတာအေးအဲ့ဒါအကုန်တက်ရမယ်ဟုတ်ပါဒီမှာပေါ့နော်ဘုရားတဆူထက်တွေ့ပြီပေါ့ဒါဆိုရင်ဒီနားမှာနောက်တဆူထက်ရှိလေဦးမယ်နောက်တဆူထက်ရှိလေဦးမယ်ဟိုမှာဟင်းတာဟိုကတခွန်တိုင်းလေတခွန်တိုင်းဟင်းတာတခွန်တိုင်းဟိုမှာဟုတ်မှာညောင်မြစ်ဟုတ်ပါမှာဒါပက်လဲပေါ့နော်ဒါတခါလေးတင်နေတာတခါလေးလိုင်းပေါ်မှာတင်နေတာပေါ့နော်ဒီမှာကျွန်တော်အဲ့ဒါငါဆူးချိန်နေကြဒါတော့ဆရာတော်တရားထိုင်နေနေရပါတော့ရအရမ်းမခိုင်းနဲ့ဟဲ့တောက်နေရိုက်တော့ဟုတ်လားညောင်မြစ်တွေတူတာတဲ့ဒီမှာဆိုလို့ချင်းပေါ့နော်ကျွန်တော်မရမကအပေါ်တက်ပြီးတော့ကျွန်တော်ဖွဲ့တွေဒီမှာအသေးအတန်ပြီးတော့ဝိုင်းပြီးတော့ရှင်းနေတယ်ပေါ့နော်နည်းနည်းလေးလည်းအန်တယ်တော့များတာပေါ့ဒီမှာလှေကားတော့ရှိတယ်ဗျအဲ့ဘေးရှင်းမှာအဲ့ဘေးရှင်းလိုက်လို့ချင်းကျွန်တော်တို့ဒီဖျားလေးပေါ့ကျွန်တော်တို့ဘာရောထီတော့တွေ့ထီတော့ကောက်ထီတော့ပဲ့တယ်ဟဲ့မိတ်လိုက်ခဏဒါတော့ပေါ့နော်ကျွန်တော်တို့ဒီဖျားစီတော်မြတ်တော့တွေ့တယ်ဗျာဒီမှာတော့ဌာပနာပေါ့နော်ဌာပနာတော့ဒါကတော့ပုံဝင်လင်းပြောတာသူတို့ဖောက်ထားတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဒါနဲ့စိတ်မကောင်းစွာနဲ့ပဲကျွန်တော်တို့လည်းပြန်လည်ပြင်ဆင်ရမှာပေါ့နော်ဒါကတော့ဌာပနာခမ်းပဲပေါ့ဒီမှာထီးတော်ပေါ့နော်ထီးတော်ပေါ့နော်ဒါတွေကထီးတော်တွေပေါ့ထီးတော်တွေကောက်ကောက်လိုက်တော့ဒါတွေကထီးတော်တွေပေါ့နော်